မတ်လာပါချစ်မိတ်ဆွေတို့ရေပါဒီနေ့မှာတော့အာဖရိကတိုက်မှာနေထိုင်တဲ့အကြီးမားဆုံးသတ္တဝါတွေတဲကတစ်မျိုးဖြစ်တဲ့ဟစ်ပိုအကြောင်းစိတ်ဝင်စားပွဲအချက်လက်တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဟစ်ပိုတွေကိုအင်္ဂလိပ်လို hippopotamus လို့ခေါ်ကြပြီးကမ္ဘာပေါ်မှာအကြီးမားဆုံးတိရစ္ဆာန်တွေတဲကတစ်မျိုးဖြစ်ပါတယ်ကွာကိုယ်ရဲ့ကြီးမားပေမဲ့သူတို့ဟာနေရောင်အပူကိုရှောင်ရှားဖို့တစ်နေ့လုံးရေထဲမှာနေထိုင်လေးရှိကြပါတယ်ဟစ်ပိုအမျိုးအစားအဓိကအားဖြင့်2မျိုးရှိပါတယ်တစ်မျိုးကတော့မြစ်နယ်ရေကန်တွေမှာနေထိုင်တဲ့ common hippo ဖြစ်ပြီးနောက်တစ်မျိုးကတော့သစ်တောထဲမှာနေထိုင်တဲ့အသေးစား pygmy hippo ဖြစ်ပါတယ်ကွဟစ်ပိုတွေမှာကိုယ်ရဲ့ပုံစံကစီတုံးပုံစံလိုဖြစ်ပြီးအသားရည်ထူထက်ကနေအောင်တန်ကာကွယ်ပေးနိုင်ပါတယ်ကွာသူတို့ရဲ့မျက်လုံးအနားနဲ့နှာခေါင်းတွေကခေါင်းပေါ်ဘက်မှာရှိတာကြောင့်ရေထဲမှာမျိုးနေတဲ့အချိန်မှာလည်းမြင်နိုင်ရောအသက်ရှူနိုင်ပါတယ်ကွာဟစ်ပိုတွေဟာတစ်နေ့လုံးရေထဲမှာနေရင်အေးအေးလေးနေပြီးညဘက်ရောက်မှမြေပြင်ပေါ်ထွက်လာပြီးမျက်စားကြပါတယ်ကွာတညမှာမြက်30ကီလိုဂရမ်မှ50ကီလိုဂရမ်အထိစားနိုင်ပါတယ်ကွာကိုယ်ရဲ့ကြီးမားပေမဲ့မြေပြင်ပေါ်မှာလူထက်တောင်မြတ်နိုင်ပါတယ်ကွာဟစ်ပိုတွေဟာအုပ်စုလိုက်နေထိုင်ကြပြီးအုပ်စုတစ်ခုကိုဘော့လို့ခေါ်ပါတယ်မိသားစုလိုပဲအတူတူနေထိုင်ကြပြီးကလေးဟစ်ပိုတွေဟာမွေးပြီးမကြခင်မှာတင်ရေကူးနိုင်ပါပြီကွဟစ်ပိုတွေဟာအတန်ထွက်အောင်လဲပြောနိုင်ကြပြီးအော်တန်ရော့ဂရန်တန်တွေကိုဝေးဝေးကောင်ကြားနိုင်ပါတယ်ကိုယ်ရဲ့ကြီးကြီးနဲ့အေးဆေးပုံပေါက်ပေမဲ့အန္တရာယ်ရှိလာရင်တော့အလွန်တက်ကြွတဲ့တတ္တဝါဖြစ်ပါတယ်စိတ်ဝင်စားဖွယ်အချက်များအနေနဲ့ဟစ်ပိုတွေဟာရေအောက်မှာ9မိနစ်အထိအသက်ရှူမထားဘဲနေနိုင်ပါတယ်နေအောင်တန်ကိုမခံနိုင်လို့တစ်နေ့လုံးရေထဲမှာနေရတာဖြစ်ပါတယ်ကိုယ်ရဲ့ကြီးမားပေမဲ့လူထက်ပုံမြင်နိုင်ပါတယ်ဒါကြောင့်ချစ်မိတ်ဆွေတို့ယိုဟစ်ပိုတွေဟာကြီးမားပြီးအံ့ဩဖွယ်ကောင်းတဲ့တတ္တဝါတွေဖြစ်ကြပါတယ်ဒီဗီဒီယိုကိုစိတ်ဝင်စားခဲ့ရင် like ပေးဖို့မမေ့ပါနဲ့နော်ဝါနောက်ထပ်စိတ်ဝင်စားဖွယ်သဘာဝအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ channel ကို follow လုပ်ထားပေးပါနော်ဝါကျေးဇူးတင်ပါတယ်